ကျွန်တော်ဈေးတယ်မောင်ကြီးပါခင်ဗျာကျွန်တော်စိုင်ကယ်ရင်းနဲ့ကျွန်တော်စတင်ကုန်ပစ္စည်းများကိုမိတ်ဆက်ပါမယ်ခင်ဗျာကျွန်တော်ဒါကြီးပြားရင်မော်တန်းကြီးပါဗျာဒါကတပြည့်သီးတန်းကြီးပါခင်ဗျာဒါကြီးကတော့ကျွန်တော်တည့်သီးတန်းကြီးပါဗျာအထဲမှာကျွန်တော်ငပြောသီးရေးပါပါတယ်ခင်ဗျာဒါကတော့ဘူးသီးတန်းကြီးပါခင်ဗျာဒါကြီးကတော့မြစ်တန်းကြီးပါခင်ဗျာဒါကအာယူသီးတန်းကြီးပါခင်ဗျာဒါကတော့ချင်းငါးသီးတန်းကြီးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ခါကျဲဥတန်းကြီးပါခင်ဗျာဒါကြီးကတော့ကစုံရွက်တန်းကြီးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ပြားသိမ်မော်တို့ပန်းသီးတို့တန်းကြီးပါဗျာဒါကကွန်စားတဲ့မိတ်ဆွေများအတွက်ကွန်သီးရေးပါခင်ဗျာဒါကြီးကတော့ကွန်ရွက်ရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်တန်းကျော်မုတ်တိုက်ကထုတ်တဲ့ကိတ်မုတ်မျိုးစုံအတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ကစုံရွက်တန်းရေးပါခင်ဗျာဒါကြီးကတော့ဘူးရွက်တန်းရေးပါခင်ဗျာဒါကြီးကတော့ပဲသီးရောက်တန်းရေးပါခင်ဗျာဒါကြီးကတော့ခရမ်းညင်သီးတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်အချင်းတန်းရေးပါခင်ဗျာဒါညောင်ချင်းတွေရဲ့ကျွန်တော်ပါပါတယ်ခင်ဗျာဒါကြီးကတော့ကျွန်တော်ချမောင်ရွက်တန်းရေးပါခင်ဗျာဒါကြီးကကျွန်တော်ဈေးတယ်မောင်ရေးပါခင်ဗျာကျွန်တော်စတင်ပစ္စည်းများကိုချိတ်နေပါခင်ဗျာဒါကြီးကကျွန်တော်မုံယုံကြီးတော့အတန်းရေးပါခင်ဗျာအချို့မွဲငပြောသီးကြောက်အကုန်ပါပါတယ်ခင်ဗျာဒါကြီးကတော့ကျွန်တော်မုံနီတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ဂွေးရောက်ရွက်တန်းရေးပါခင်ဗျာဒါကြီးကတော့စုပုတ်ရွက်တန်းရေးပါခင်ဗျာဒါကတော့ပဲပင်ပေါက်တန်းရေးပါခင်ဗျာဒါကြီးကတော့တခွားသီးတန်းရေးပါခင်ဗျာဒါကတော့မင်းမျိုးပဲသီးတန်းရေးပါခင်ဗျာဒါစုပုတ်ရွက်ကြီးတန်းရေးပါခင်ဗျာအထဲထဲမှာကျွန်တော်ရဖတ်တို့အကျော်စံတွေရပါပါတယ်ခင်ဗျာဒါကတော့ဟိန္ဒူတွေတန်းရေးပါခင်ဗျာဒါကတော့ပြောင်းမှုတန်းရေးပါဒါကြီးကတော့ကျွန်တော်မုတ်ကျွဲတဲ့တန်းရေးပါခင်ဗျာကျွဲရေးပါကြကျွန်တော်ဆိုင်ကယ်မှာချိန်နေရမချိတ်ရသေးရဲ့အချို့ဝဲတန်းရေးပါခင်ဗျာကြံတကားတို့ထညက်တို့သီးမျိုးစုံရေးပါပါတယ်ခင်ဗျာဒါကြီးကတော့ငချောက်တန်းရေးပါခင်ဗျာဒါကြီးကတော့ငရုတ်သီးတန်းရေးပါခင်ဗျာဒါကြီးကတော့သားထုတန်းရေးပါခင်ဗျာဒါကြီးကတော့ငချောက်တန်းရေးပါခင်ဗျာဒါကအချို့ဝဲမုတ်ရေးတွေပါခင်ဗျာဒါကတော့ကျွန်တော်ဂျင်းတန်းရေးပါခင်ဗျာဒါကြီးကတော့ငချောက်ငချမ်းတန်းရေးပါခင်ဗျာဒါကြီးကတော့ပဲနုတန်းရေးပါခင်ဗျာဒါကြီးကတော့ပဲဒီချင်းနမချင်းတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ဒါကြီးကတော့ငဖောင်မျိုးကြောက်တန်းရေးပါခင်ဗျာဒါကငရုတ်သီးမုတ်ရေးပါဗျာငရုတ်သီးမုတ်ဟင်းကျုံမုတ်တွေရဲ့ကျွန်တော်အကုန်ပါပါတယ်ခင်ဗျာဒါကြီးကတော့ပငပိတန်းရေးပါခင်ဗျာဒါကြီးကတော့ဂျင်းတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်ကြက်သားတို့ငါးတို့အစရှိအောင်ချောင်းမျိုးနေရနေပြီးတော့ကုန်ပစ္စည်းများကိုယူပြီးတော့မြင့်မှုမျိုးနဲ့ခြေရတော့ကြော်မင်းကိုကျွန်တော်ပွားပြီးတော့ရောင်းမှာပါခင်ဗျာဒါကြီးကတော့ငုံဥတန်းရေးပါခင်ဗျာဒါကြီးကတော့ကျွန်တော်မုတ်တန်းရေးပါခင်ဗျာဟိုဟာတွေကတခွားသီးတန်းရေးပါခင်ဗျာနောက်ထပ်ကျွန်တော်အများကြီးတင်စရာရေးရှိပါဗျာဒါကြီးကတော့ကျွန်တော်ယူတဲ့ကုန်ဈေးတန်းရေးပါခင်ဗျာနောက်ထပ်ဒုတိယပိုင်းရဲ့ရှိသေးပါတယ်ခင်ဗျာအကိုမရဲ့ဆက်ရစောင့်ပြီးတော့ကျွန်တော်မြေတားရက်ခံပါတယ်ခင်ဗျာဒါကြီးကတော့ကျွန်တော်တို့ဈေးတယ်မောင်ကြီးပါခင်ဗျာ